ဖြည်းဖြည်းပြောပါငါရဲ့နာမှာကြားပါတဲ့စကားလုံးတိုင်းကိုငါရဲ့ဘေးနာမှာရှိကြရတာကအချိန်တွေကုန်နဲ့ပြန်ရောပေးတယ်ဘာကြောင့်လဲဖြေရှာရုပ်ရပြောင်းလဲတာရာသီဥတုမကောင်းလို့ပဲလားမဲခွန်းဆုံးပြန်မလားဖမသွားဖို့တာမှာပါတဲ့ရောက်တမဲနဲ့ငါပဲရှုံးနေကဘာပြိုပြီးလေမဲနှခမ်းလေတခြားတယောက်စီကိုစိတ်ရိုက်လိုက်တဲ့နေ့ဒီနေ့ရလေနေဝင်ကြည့်ပဲထုံထားလို့နေတဲ့နှလုံးသားလေးကဘာမြေဆွဲအားတနေရာရာကဟိုရင်လို့ချင်များပြို့လို့ထားမဲအိမ်မကလမ်းလုံးနိုးတဲ့ခါမင်းနာရှိချင်တာဘောကွာမင်းမလည်းမခံနာစိတ်ရကြလို့ငါလမ်းတစ်လျှောက်တဲ့ခါမြင်နေရသမျှအိမ်မဟောင်းများစိတ်မချဘူးလေအမြဲတမ်းပြောတတ်တဲ့နင်ကနောက်တစ်ယောက်နဲ့ပြောပါတယ်အယောင်တွေပြောင်းလဲသွားတာဖြေရှာကြည့်ရမလားနေဘူးလုံးလို့ဖြစ်မှာပါကဘာပြိုပြီးလေမဲနှခမ်းလေတခြားတယောက်စီကိုတစ်စိတ်ရိုက်လိုက်ပြီးအဒီနေရလေနေဝင်ကြည့်ပဲထုံတိုင်းလို့နေတဲ့နှလုံးသားလေးကဘာမြေဆွဲအားတနေရာရာကအဟိုရင်လို့ချင်များပြို့လို့ထားမင်းအိမ်မကလမ်းလုံးလို့တဲ့ခါမင်းနာရှိချင်